ဆိုမြတ်သူစားမေတ္တနုရောအောင်မြင်မှုကိုကြော်လွန်နိုင်မဲ့ပုံရိပ်နဲ့ပထမဆုံးပွဲတက်လာတဲ့နန္ဒာလိုင်းပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်အခုချိန်လူပြောများနေရကတော့ကင်မရာမြင်ကွင်းရှိကပြောက်ကွယ်နေတဲ့မင်းသမီးကြီးနန္ဒာလိုင်းတယောက်တန်ဖိုးကြီးစိန်ပရက်တွေနဲ့ပွဲတက်လာတဲ့ကိစ္စပါအားလုံးသိကြတဲ့အတိုင်းပဲနန္ဒာလိုင်းဆိုတာအတိတ်တစ်ချိန်ကမြန်မာရုပ်ရှင်လောကကိုကိုင်လှုပ်နိုင်ခဲ့တဲ့အောင်မြင်မှုတရဖူစောင်းနိုင်ခဲ့တဲ့ဝါရင်မင်းသမီးတူပါဒါပေမဲ့မြန်မာနိုင်ငံရဲ့အချမ်းသာဆုံးစီးပွားရေးလုပ်ငန်းရှင်တထေးကြီးဦးစီတရားနဲ့လက်ထပ်ပြီးနောက်ပိုင်းမှာတော့သူမချက်တဲ့အမှုပညာအလုပ်တွေကိုအပြေးတိုင်ရန်နာလိုက်တယ်လို့ဖြစ်သွားပြီးတော့သားသမီးတွေနဲ့ခင်မွန်းတဲ့အတွက်အိမ်တော်ရှင်မကောင်းတယောက်ဘဝကိုပဲအချိန်ပြည့်အပြေဝပေးနေပြီးတော့ဖြတ်တန်းခဲ့တာပဲဖြစ်ပါတယ်။နှစ်တွေကြာကြီးလူမြင်ကွင်းနဲ့အဆက်အသွယ်ပြတ်နေခဲ့တဲ့နန္ဒာလိုင်ကပြည်ခဲ့တဲ့ရက်ပိုင်းကမှသူမရဲ့တငယ်ချင်းအရင်ဖြစ်သူဖွင့်လှစ်တဲ့စိန်နဲ့ရတနာဆိုင်ဖွင့်ပွဲအခမ်းအနားကိုအထူးဧည့်သည်တော်အဖြစ်နဲ့တက်ရောက်လာခဲ့ရပါဒီလိုပွဲတက်လာတဲ့အချိန်မှာမြင်တွေ့လိုက်ရတဲ့နန္ဒာလိုင်ရဲ့ပုံစံဟာပရိသတ်တွေကိုအယုံမင်သက်သွားစေခဲ့ပါတယ်။အမှုပညာအလုပ်တွေနဲ့ကင်းကွာနေရကြာမြင့်နေပြီဖြစ်ပေမဲ့သူမရဲ့မဟာဇန်နဲ့အလားတရားတည်ငြိမ်ရကျတဲ့ကြက်တည်နဲ့အရှိန်အဝါကြီးမားမှုတွေကနည်းနည်းလေးမှရောကျသွားခြင်းမရှိပါဘူးဒီပုံရိပ်တွေထွက်ပေါ်လာပြီးနောက်မှာတော့ပရိသတ်တွေနဲ့အမှုပညာလေးလာသူတွေကြားမှာခိုင်မာတဲ့သုံးသပ်ချက်တွေထွက်ပေါ်လာပါတယ်။အဲ့ဒါကတော့နန္ဒာလိုင်သားအခုချိန်မှာအမှုပညာလောကတွေကိုပြန်လည်ဝင်ရောက်လာမယ်ဆိုရင်လက်ရှိချိန်ထိအောင်မြင်မှုတွေထိန်းထားနိုင်စေဖြစ်တဲ့နိုင်ငံကျော်ဝါရင်မင်းသမီးကြီးတွေဖြစ်ကြတဲ့ဆိုမြတ်သူစားမေတ္တနုတို့ရဲ့အရှိန်အဝါကိုတောင်အေးအေးဆေးဆေးရှင်နိုင်စွမ်းရှိတယ်။တချို့ကဆိုရင်သူမရဲ့စမ်းသစ်တဲ့ဆွဲဆောင်မှုကအဲ့ဒီအောင်မြင်မှုတွေကိုတောင်ကျော်လွန်သွားနိုင်တဲ့အထိစမ်းငိမ်မသွားသေးဘူးလို့မှတ်ချက်ပေးနေကြတာပါ။ဒါကတကယ်ကိုရှားပါတဲ့အမှုပညာတက်ခဲ့မှာပဲအထူးသဖြင့်နန္ဒာလိုင်ရဲ့ပြတ်သားလာတဲ့စကားပြောဟန်မျက်နှာသွင်းမြင်ကနေပေါ်လွင်နေတဲ့မဟာဆန်မှုတွေကအရင်ခေတ်ကနန္ဒာလိုင်ဆိုတဲ့ brand ကိုပြန်လည်အသက်ဝင်လာစေပါတယ်။သူမသာဇာတ်ကားတွေပြန်ရိုက်မယ်ဆိုရင်မြန်မာရုပ်ရှင်လောကတစ်ခုလုံးတုံ့လုံသွားနိုင်တယ်ဆိုတာအပူပြောတာမဟုတ်ပါဘူးဒီအချက်ကိုနန္ဒာလိုင်ရဲ့ပင်တိုင်မိတ်ကက်ဆရာဖြစ်သူမိတ်ကက်ညီညီမောင်ကိုရိုင်ကလည်းအတည်ပြုထားပါတယ်မနန္ဒာသာအမှုပညာအလုပ်တွေပြန်လုပ်မယ်လို့ဆုံးဖြတ်လိုက်ရင်အခုချိန်မှာသိန်းတောင်းချီတန်တဲ့ဇက်ကားကြီးတွေရိုက်ကူးဖို့အတွက်ကန့်လန့်မှုတွေအများကြီးအဆင်သင့်ရှိနေတယ်လို့သူကဖွင့်ဟပြောဆိုထားတာပါစီးပွားရေးအရာရောအမှုပညာအရာပါယင်းနှမြုံနှံခြင်းနဲ့ထုတ်လုပ်သူတွေကသူမရဲ့ဆုံးဖြတ်ချက်ကိုစောင့်ဆိုင်းနေကြတာဖြစ်ပါတယ်။ဒီလိုအခြေအနေတွေအကြောင်းပဲပရိသတ်တွေကနန္ဒာလိုင်ကိုရုပ်ရှင်လောကတွေကိုပြန်ဝင်စေချင်ကြတာဖြစ်ပါတယ်။ဒါပေမဲ့လည်းပရိသတ်တွေရဲ့ဒီလိုစံထားတွေနဲ့ပတ်သက်ပြီးတော့နန္ဒာလိုင်ဘက်ကတော့တိကျတဲ့အဖြေတစ်ခုမပေးသေးပါဘူး။သူမအနေနဲ့အမှုပညာအလုပ်တွေပြန်လုပ်ဖြစ်မလားမလုပ်ဖြစ်ဘူးလားဆိုတာကတော့လက်တလုံးမှမသေးကြသေးဘူးလို့သဘောထားမှတ်ချက်ပေးထားပါတယ်။အိမ်ထောင်ရှင်မတာဝန်တွေစီးပွားရေးလုပ်ငန်းတွေနဲ့ကလေးတွေရဲ့ရှေ့ရေးကြားမှာအမှုပညာအတွက်အချိန်ပြန်ပေးဖို့ဆိုတာသူမအတွက်စဉ်းစားရခက်တဲ့ဆုံးဖြတ်ချက်တစ်ခုဖြစ်ကောင်းဖြစ်နေနိုင်ပါတယ်။ဘယ်လိုပဲဖြစ်ဖြစ်ပွဲတက်ပုံရိပ်တစ်ခုလေးနဲ့တင်တနိုင်ငံလုံးကိုလှုပ်ခတ်သွားစေနိုင်တယ်။နန္ဒာလိုင်ရဲ့အရှိန်အဝါကတော့တကယ်ကိုလေးစားစရာပါကဲဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးနေကြတဲ့ပရိသတ်ကြီးတို့ရောမဟာဆန်နဲ့အလှပိုင်ရှင်မင်းသမီးကြီးနန္ဒာလိုင်ကိုရုပ်ရှင်ဇာတ်ကားကြီးတွေမှာတကြောပြန်ပါဝင်တရုပ်ဆောင်တာကိုမြင်တွေ့ကြလားဆိုတာမှတ်ချက်ပေးခဲ့ပါအောင်ရှင်ကြည့်ရှုပေးရတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်